မင်္ဂလာပါရှင်နေကောင်းကြရလားကျမကပြီးပါပါဒီနေ့ February 25 ရက်နေ့အတွက်လူမှုပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့သတင်းစကားတွေကိုအချိန်နဲ့တပြေးညီနားဆင်နိုင်ဖို့ Thailand Press Daily Focus အစီအစဉ်ရောက်ရှိလို့လာပါပြီကျမတို့ရဲ့အစီအစဉ်လေးကိုမြင့်တက်တဲ့ဆိုရင်သတင်းထူးတွေကိုလက်မလွတ်ရအောင်အခုပဲ Subscribe လုပ်ထားကြဖို့တိုက်တွန်းပြစီရှင်ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အရှိတောင်အာရှကကြားပြန့်ကိုင်းတွေကိုနှိမ်နင်းဖို့ American FBI agent တွေထိုင်းနိုင်ငံကိုရရှိလာတဲ့အကြောင်းအစိုးရတစ်ဖွဲ့စည်းဖို့ပြည်နေတဲ့ကြံ့ခိုင်ရေးပါတီအတွင်းဒေါ်အောင်ဆန်းစုကြည်ပေါ်တင်းမာတဲ့သဘောထားတွေရှိနေစေဖြစ်တဲ့အချိန်တွေအုံနာကျွန်းရုံးငူစီဘုံကျဲခံရမှုမှာကလင်းငယ်တွေအပါအဝင်တေဆုံးသူ18ဦးထိမြင့်တက်လာတဲ့တဲ့မြောက်ဒီမျိုးကိုဈေးဝယ်လာတဲ့ကားဘုံကျဲတိုက်ခိုက်ခံရပြီး6ဦးတေဆုံးခဲ့တဲ့ဖြစ်စဉ်တွေကိုတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ရှင်။လာမယ့်ဧပြီလအတွင်းအစိုးရဖွဲ့စည်းလို့မယ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအတွင်းမှာဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ပြန်လွတ်ပေးဖို့အစီအစဉ်မရှိဘဲဆက်လက်အကျဉ်းချထားမယ်တင်မာတဲ့သဘောထားတွေရှိနေတယ်လို့ပါတီတည်ရင်းမြစ်တွေစီအားသိရပါတယ်။လက်ရှိမှာကြံ့ခိုင်ရေးပါတီအနေနဲ့ဆိုရဖွဲ့စည်းတဲ့အခါအကောင့်ထဲပေါ်မဲ့ရွေးကောက်ပွဲမူဝါဒဂရိကဝတ်တွေနဲ့ပတ်သက်ပြီးဗဟိုအလုပ်မှုဆောင်ကော်မတီအစည်းအဝေးတွေလွှတ်တော်အမတ်တွေရဲ့အစည်းအဝေးတွေကိုဆက်တိုက်ကျင်းပနေတာဖြစ်ပါတယ်။အဆိုပါဆွေးနွေးမှုတွေအတွင်းနိုင်ငံရေးစီးပွားရေးနဲ့ငြိမ်းချမ်းရေးပေါ်ဆောင်မှုဆိုင်ရာကိစ္စရပ်တွေကိုညှိနှိုင်းနေကြပေမဲ့စစ်တပ်ကဖမ်းဆီးထားတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့တော့ပါတီအတွင်းမှာတင်းမာတဲ့မူဝါဒတွေရှိနေတယ်လို့သိရပါတယ်။စက္ကန့်ရေးပါတီဒင်းရင်းမြစ်ရဲ့ပြောပြချက်အရတက်လာမယ့်အစိုးရတက်ဟာတပ်မတော်နဲ့လက်တွဲလှုပ်ဆောင်မယ့်အစိုးရဖြစ်တာကြောင့်တပ်မတော်ရဲ့သဘောထားအတိုင်းပဲလက်ခံထားတယ်လို့ဆိုပါတယ်။ဒါကြောင့်အစိုးရတက်လာပေမဲ့လည်းဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေဟာလက်ရှိတိုင်းပဲဆက်ရှိနေအောင်မှာဖြစ်ပြီးတပ်မတော်ရဲ့သဘောတူညီချက်မရဘဲနိုင်ငံရေးပြောင်းလဲတွေလုပ်မှာမဟုတ်ဘူးလို့သိရပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေဟာနိုင်ငံရေးအမှုမဟုတ်ပဲလက်ပေးလိုက်ယူမှုနဲ့ရာဇဝတ်မှုတွေဒါဖြစ်တယ်လို့ပြီးခဲ့တဲ့ဇန်နဝါရီလ24ရက်နေ့ကမြောက်တီရုံမြင့်တန်ကြားနေတဆင့်ပြောဆိုထားပါတယ်။ဒါကြောင့်တရားဥပဒေအတိုင်းပဲဆက်ဖြစ်လိမ့်မယ်လို့လည်း၎င်းကဆိုထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်က2021ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းမှာစူပူအောင်လှုံ့ဆော်အဂတိလိုက်စားမှုနဲ့ရွေးကောက်ပွဲမဲလိမ်လည်မှုစတဲ့ဆွဆွချက်အမျိုးမျိုးနဲ့ထောင်ဒဏ်28နှစ်ချမှတ်ခံရတာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ဒီဆွချက်အလုံးကိုညှင်းဆိုထားပါတယ်။လက်ရှိမှာတော့သူမရဲ့ကျမရေးအခြေအနေနဲ့ကျမရေးဝင်ကြီးဌာနနဲ့စစ်တပ်စေအဖွဲ့ကစောင့်ရှောက်ပေးနေတယ်လို့လည်းစစ်တပ်ဘက်ကထုတ်ဖော်ပြောဆိုထားပါတယ်။ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ရုံးငူကျေးရွာဈေးကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးငယ်တွေအပါအဝင်အရက်သားသိဆုံးသူအရေအတွက်ဟာ18ဦးထိတိုးလာတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ February 24 ရက်နေ့မွန်းလွဲ2နာရီကျော်ချိန်မှာပုံနာကျွန်းမြို့နယ်ရုံးငူကျေးရွာဈေးတန်းကိုစစ်ကောင်စီက Jet Fighter တစ်စီးနဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အခင်းဖြစ်ပွားရာနေရာမှာတင်ပြည်သူ18ဦးပွဲချင်းပြီးတေဆုံးခဲ့ရတယ်လို့တရားရရှိသူတွေထဲကအသက်60ရွယ်တော်ရွှေရိုင်နုဟာလည်းထပ်မံတေဆုံးသွားခဲ့တာကြောင့်အခုဆိုရင်စုစုပေါင်းတေဆုံးသူ18ဦးထိရှိလာပြီလို့ AA ရဲ့ထုတ်ပြန်ချက်နဲ့စာရေးဆရာဝေဟင်အောင်တို့ရဲ့ပြောဆိုချက်အရသိရပါတယ်။တေဆုံးသွားသူတွေထဲမှာအသက်6နှစ်ကနေ15နှစ်အရွယ်ကလေးငယ်4ဦးပါဝင်နေတယ်လို့လက်ရှိအချိန်မှာလည်းအသက်4နှစ်ကနေ9နှစ်အရွယ်ကလေးငယ်3ဦးအပါအဝင်16ဦးခန့်ဟာပြင်းထန်ဒဏ်ရာတွေနဲ့စိတ်ကူးတာမှုခံယူနေရဆဲဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစာရေးဆရာဝေဟင်အောင်ကတော့ဒါဟာပြည်သူတွေကိုအကာအကွယ်မပေးဘဲအစုလိုက်ပြုံလိုက်တပ်ဖြတ်တဲ့အကြမ်းဖက်လုပ်ရဖြစ်တယ်လို့လည်းဝေဖန်တုံ့တက်ထားပါတယ်။တစ်ဖက်မှာလည်းလူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HDCO ကနေပြီးစီရင်နဲ့မသက်ဆိုင်တဲ့ကျွေးရတွေကိုဘုံကျဲတာဟာနိုင်ငံတကာစစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေဖြစ်တယ်လို့ပြင်းထန်ကန့်ကွက်ထားပါတယ်။အရက်သားတွေပေါ်အကာအကွယ်ပေးရမယ့် Geneva Convention ပါအခြေခံမှုတွေကိုလည်းပြောင်းကျကျချိုးဖောက်တာဖြစ်တယ်လို့ HDCO ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အရှိတောင်အာရှအခြေစိုက် online ငွေလိမ်လုပ်ငန်းကြားဖြတ်တွေကိုနှိမ်နင်းဖို့အတွက်
အမေရိကန်ထောက်လှမ်းရေးဗျူရို FBI ကအေဂျင့်တွေကိုစေလွတ်ထားပြီးထိုင်းရဲတပ်ဖွဲ့တွေနဲ့အတူပူးပေါင်းလှုပ်ဆောင်နေပြီလို့ FBI ကအစစ်မြစ်အရာရှိတူကထုတ်ပြောကြားလိုက်ပါတယ်။ FBI ရဲ့ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး Scott Shelby က February 24 ရက်နေ့ကအွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာခုလိုပြောကြားခဲ့တာပါ။၎င်းဟာထိုင်း၊ကမ္ဘောဒီးယားနဲ့ဗီယက်နမ်နိုင်ငံတွေကိုတွားရောက်ခဲ့တဲ့ခီးစဉ်ပြီးမှအခုလိုအတည်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ Scott Shelby ရဲ့ပြောပြချက်အရ FBI အေဂျင့်တွေဟာထိုင်းရဲတပ်ဖွဲ့တွေနဲ့အတူယုံကြည်မှုရှိသတင်းချက်လက်တွေမျှဝေနေကြပြီးရာဇဝတ်မှုကွန်ရက်တွေကိုလည်းနှိမ်နင်းတာငွေကြေးစစ်ဆေးမှုအဆောက်အုံတွေကိုပြစ်မှတ်ထားတာနဲ့နင်နာသူတွေကိုဖော်ထုတ်တာတွေကိုလက်တွေ့ကျကျလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒီနှိမ်နင်းရေးမှာ FBI အေဂျင့်တွေအပြင် American တရားရေးဌာနကဖွဲ့စည်းထားတဲ့ကြားဖြတ်နေနေရေးထူဖွဲ့ Strike Force လည်းပါဝင်နေပါတယ်။ဒီထူဖွဲ့ကိုပြီးခဲ့တဲ့နိုဝင်ဘာလမှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးမြန်မာ၊လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကတရုတ်ရာဇဝတ်ဂိုင်းတွေရဲ့နောက်ွယ်ကခေါင်းဆောင်တွေကိုအဓိကဥတီထုတ်ဖော်သွားဖို့ရည်ရွယ်ထားပါတယ်။ရှေ့တောင်အာရှကငွေလိမ်ဂိုင်းတွေကြောင့်အမေရိကန်နိုင်ငံသားတွေဟာနှစ်စဉ်ဒေါ်လာတန်ပေါင်းထောင်နဲ့ချီဆုံးရှုံးနေရပါတယ်။အမေရိကန်အင်တာနက်ရာဇဝတ်မှုတိုင်ကြားရေးစင်တာ IC3 ရဲ့ချက်လက်တွေအရ2025ခုနှစ်အတွင်းမှာတင်တိုင်ကြားချက်ပေါင်း8000ကျော်ရှိခဲ့ပြီးစီးပွားရေးလုပ်ငန်းတွေရဲ့ဆုံးရှုံးမှုဟာအမေရိကန်ဒေါ်လာ1.6ဘီလီယံထိရှိခဲ့တယ်လို့သိရပါတယ်။ FBI အရာရှိကတော့လက်ရှိရှေ့တောင်အာရှမှာဒီလိုအွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာအစစ်မြစ်လုပ်ငန်းကြီးနယ်ပယ်တစ်ခုလိုဖြစ်နေတာကိုတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ဒါကြောင့်အမေရိကန်ဆိုရရဲ့ရန်တရားအားလုံးနဲ့ချိတ်ဆက်ပြီးဒီရာဇဝတ်ဂိုင်းတွေကိုအမြင့်ပြတ်အောင်တိုက်ဖြတ်သွားမယ်လို့လည်းအလေးနဲ့ပြောကြားသွားပါတယ်။ကရင်ပြည်နယ်မြောက်တူမြို့နယ်အတွင်းမှာဈေးဝယ်ဖို့ထွက်လာတဲ့အယက်သားပြည်သူတွေကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်လူ6ဦးတေဆုံးပြီး9ဦးတန်ရာရရှိခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ February 24 ရက်နေ့မွန်းလွဲတနာရီခွဲဝန်းကျင်ချိန်မှာမြောက်တူမြို့နယ်ကြောက်ခက်ဘက်ကနေမြောက်တူကိုဈေးဝယ်ဖို့ထွက်ကလာတဲ့ကားတစ်စီးဟာလေးကကော်မြို့ရတိကူရွာအနီးအရောက်မှာစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုကိုခံခဲ့ရတာဖြစ်ပါတယ်။ဘုံဟာကားပေါ်ကိုတိုက်ရိုက်ကြားရောက်ပောက်ကွဲခဲ့တာကြောင့်ကားပေါ်ပါလာတဲ့ပြည်သူ6ဦးနေရာမှာတေဆုံးခဲ့ပြီးနောက်ထပ်9ဦးကတော့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ဘုံကျဲတိုက်ခိုက်ပြီးနောက်မှာလည်းစစ်ကောင်စီတပ်ကလက်နက်ငယ်တွေနဲ့ပါရန်တမ်းပစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်းတေဆုံးသွားသူတွေထဲမှာ DKBA ဖွဲ့ဝင်တချို့ပါဝင်နေဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမဲ့လည်းဒီချက်နဲ့ပတ်သက်လို့ကတော့သက်ဆိုင်ရာ DKBA ဖွဲ့ဘက်ကတစုံတရာအတည်ပြုချက်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။လက်ရှိမှာတော့တရားရရှိသူတွေကိုနီးစပ်ရာစေကူတာဆောင်တွေစီပို့ဆောင်ပေးထားရပြီးဒေသအတွင်းမှာတော့စစ်ကောင်စီရဲ့အခုလိုရက်သားတွေပေါ်ပြမထားတိုက်ခိုက်မှုပေါ်စိုးရိမ်ထိတ်လန့်မှုတွေရှိနေတယ်လို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ဒီနေ့အတွက် Thailand Press ရဲ့သတင်းစကားတွေပဲဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့သတင်းတွေနဲ့ပတ်သက်ပြီးလူချင်းမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းအောက်က comment box မှာလွတ်လပ်စွာဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။